မီလုံးတစ်လုံးရှို့ထားပါပြီအောင်မန်းပုံးမှုခီးစဉ်လေးကိုကျွန်တော်မနက်6နာရီခွဲမှာစတင်တာပဲဖြစ်ပါတယ်ဘယ်သူအားတန်လဲကြည့်မှာရောက်ကိုတော့မပိုင်မပြီးဘူးကျွန်တော်ဒီလမ်းထက်ကနေခွေပြီးတော့မှဝင်ပါပြီဒီဘက်မှာရထားမတွေ့ရတာတော်တော်ကြာပြီဒီမှာမှရထားလာတွေ့ရတယ်အခုလွတ်တယ်မဲ့မီလုံးဖြစ်ပါတယ်အားလုံးပဲမော်နီမှာကျွန်တော်အောင်မန်းဆက်ကလစ် group ရဲ့ဒီနေ့လက်ကွယ်နေ့ခီးစဉ်လေးကတော့စတင်ပါပြီခင်ဗျာသွားမဲ့ခီးစဉ်ကတော့ပေါ်မှုအောင်မန်းနေပေါ်မှုကိုသွားမှာဖြစ်ပါတယ်ပေါ်မှုမီလုံးပွဲရှိလို့ပါမီလုံးပွဲကိုသွားမှာပါအားလုံးကျွန်တော်နဲ့အဖွဲ့နဲ့တူတူလိုက်ခဲ့ကြပါအောင်ခင်ဗျာMorning. Morning. Morning. Cô đó là sẽ đi gì? Phải nghe pi qua luôn đi, cũng nhiều à. Đó là mà. Cái nó phải như thế đó. Lấy pi qua luôn đi. Nhất gì đây là gì hả? Đi là, là gì à? Nó là gì là sành béo mà là gì là sao mà? Anh em mà là sao này mà mày à? Đi ra chỗ đi ra em mà. Chị béo mà ra đâu mà. Tôi lấy xe thay thì về mà xí đâu. Sói gì thế thông này bị láကျွန်တော်အောင်မန်းဆက်ကလစ် group လက်ကွယ်နေခီးစဉ်လေးဖြစ်တဲ့အောင်မန်းပုံးမှုခီးစဉ်လေးကိုကျွန်တော်မနက်6နာရီခွဲမှာစတင်တာပဲဖြစ်ပါတယ်ကျွန်တော်အခုခီးစဉ်လေးကိုဆက်ကလစ်17ဦးနဲ့ခီးဆက်နေပြီဖြစ်ပါတယ်အားလုံးကျွန်တော်အဖွဲ့နဲ့တူတူလိုက်ခဲ့ကြပါအောင်ခင်ဗျပုံးမှုဒေတာကိုကျွန်တော်တွားကြပါမယ်没杀么了，没杀俺杀我。古筝杀嘞。À, tôi chơi lại mà bố lộn được vậy. Con mình là cha luôn, con mình rồi. Nhá. Nhà này ta cái gì đi. Yo. Tụi đi về. Đi yo. Đi ra chi mà chi. Morning. Fighting. Toby. Kumina. Morning. Morning. Alo, rất đi ạ.
စိုက်ကလေး17ဦးနဲ့ခီးစဉ်စတင်ပါပြီဒီနေ့ကလပွင့်နေ့ဆိုတော့ကျွန်တော်တို့လိုပဲစိုက်ကလေးတွေကလည်းထွက်စီးကြတယ်အဲ့ဒါအစောတွေ့လိုက်တာကတောင်ကြီးအဖွဲ့ဖြစ်ပါတယ်တောင်ကြီးအဖွဲ့9ယောက်6ယောက်ရှိမှတင်တယ်သူတို့လည်းအောင်မန်းဖက်သွားမလားကလောဖက်သွားမလားတော့မသိဘူးကျွန်တော်တို့ဖွဲ့တီကောင်တောင် view point အစင်းရောက်တဲ့အချိန်မှာအချိန်အားဖြင့်9နာရီခွဲရှိပါပြီဗျမိုးလေးလည်းဖွဲ့လေးကျနေတယ်ဒါပေမဲ့ဆိုတဲ့အဆင်းမရှိဘူးနင်းလို့ကောင်းတဲ့အဆင်းလောက်ရှိပါတယ်ကြော်စရာကြီးလားဒီတစ်ခေါက်တော့ခီးစဉ်မှာစက်ကလေး17ဦးဆိုတော့အဖွဲများတယ်ပျော်ဖို့ကောင်းပါတယ်Fighting. Go go go. Yeah, 没有上两，是吧？哎呀嘞，喺後面有搖把位。ကောင်းတယ်ဒီနေ့ရာသီဥတုရှယ်ပဲဟုတ်လားဟုတ်တယ်ဒီတိုင်းလေးတော့ပုံမှန်ဆိုရင်ကောင်းတယ်မိုးကျလာရင်မကောင်းတော့ဘူးဟဲဟိုမျိုးကိုကျွန်တော်တို့ဖွဲက8နာရီမှာရောက်ပါပြီဟဲဟိုကနေထပ်ပြီးတော့မှခီးဆက်ပါမယ်要巡洋家嘛哪里？走。တယောက်တော့ဈေးဥပေါက်ဘိန်ပေါက်ပါပြီဘယ်သူလဲတော့မသိဘူးနောက်ပြန်လဲကြည့်ရအောင်မယ်ဘယ်သူဘိန်လဲဦးညိုဦးညိုဦးညိုဆိုရင်စိတ်ပူကြမလို့သွားကျွမ်းတယ်ဘယ်နေရာနဲ့ဆွဲဘယ်သူအားတန်လဲကြည့်မှာရောကိုတော့မပိုင်မပြီးဘူးဒီလောက်ကောင်တွေငါလေးကိုကြည့်တော့အားမရှိဘူးကိုကြည့်တော့အားမရှိဘူးအိမ်မှာမိမဟာပွိုင်နှလုံးလောက်ထားလို့စားလာတာဒီလိုပါလားဟိုကျွတ်ထဲမှာလားကျွတ်ပဲထဲရတယ်မှာရနေအောက်ကခံအောင်ဟိုပါတာခံလိုက်ပေါင်းကြီးရတယ်ဟုတ်ဒီပေါ်တော့ကြီးတော့အဲ့ဒါကျွတ်တိကြီးဟုတ်မခံလိုက်မထိုးလဲတော့ပြဖားလိုက်မလားဖားလိုက်မယ်ကွာတော့မှဒါရေးထည့်လိုက်မှာဖားမယ်လေနားနေလို့လည်းတက်ပြီးတယ်ပြောင်းပြီးတော့ဆောင်းလာလိုက်မယ်ထိုးပြီးတော့ပတ်သွားတာနေဘယ်မရှိဘူးဒီမှာလေးအပေါက်ခဲထိုးတာဟုတ်တယ်ခဲလုံးထွက်သွားတယ်ကျွန်တော်ဟုတ်လားတော့ကိုရနော်ဟုတ်ပြန်တို့လည်းအဲ့လိုပြောတာပဲအဲ့ကိုလည်းကိုရီးယားနေကြောက်လားတရုတ်ပြည်မကြောက်တယ်ဒီပေါ့
ကျွန်တော်တို့အောင်မန်း cycling group ဘွားတန်ကြတရားရောက်လာပါပြီဒီနေ့တော့ဘွားတန်ကြတရားမှာခီးသွားနေပါတယ်ကျွန်တော်အဖွဲ့ပဲရှိပါတယ်လာ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  လာ ကျွန်တော်တို့အခုဘွားတန်ကြတရားကနေရွှေညောင်ဆက်ပါမယ်ရွှေညောင်မှာခဏဆက်နားပါမယ် ပြေးသားပါပါအဲ့မလေးကနေကိုရ ရှမ်းတော့တော့ဘယ်လာ ဆက်တော့ဘယ်ရှိသေးတယ်မှာ အဲ့ဆိုလောက်ပြီလားရှမ်းတော့ရ လောက်ပြီလောက်ပြီ မအောင်တော့ ဒါရေစင်ရေဖြစ်ပါတယ်ဒါရှမ်းတော့ပါစားကြပါဦးခင်ဗျာ ဟာမဟုတ်လားစားကြ မလို့ဒီလုံး ရိုက်ပြ တကြီးကပညာယူထားတာအဲ့ဒါ လည်းမတော့မြင်လာဆောင်လာပဲဘာလို့လိုက်ပွဲလေးပွဲချီအားလည်းထဲလိုက်တယ်ဘာနတ်ချီကိုခေါ်လာဒီတော့ဟေးနတ်ချီဆိုတယ် ကျွန်တော်တောင်လေးလုံးမနက်စာစားပြီးတော့မှအခုခီးကိုထပ်ဆက်ပါမယ်လိုက်ခဲ့ကြပါဦးခင်ဗျာညာဘက်ကနေဝင်အောင်ဖွင့်ပေးလိုက်ပြီအဲ့အနေဖြတ်လိုက်ဖွင့်ပေးလိုက်ပြီလေဖွင့်ပေးလိုက်တဲ့လမ်းအနေဖြတ်လိုက်အောင်ပါလေ Thank you Thank you ကျွန်တော်တို့ရှေ့ဆိုရင်ရွှေညောင်ရောက်ပါပြီညောင်ရွှေကိုကိုယ်ဝင်တဲ့လမ်းစုံလေးရောက်ပါပြီကျွန်တော်တို့အဖွဲ့ရွှေညောင်ကိုရောက်တဲ့အချိန်မှာ9 နာရီရှိပါပြီဒီကနေအေးတာရတောင်ကြီးအခြေအေးတာရဒီကိုအရင်ဆက်ပြီးတော့သွားပါမယ်အဲ့အနေမှာလမ်းခွဲမယ်လို့ထင်ပါတယ်ကျွန်တော်လည်းပေါ်မှုကိုအခုခီးစဉ်ကပထမဆုံး first time ခီးစဉ်ဖြစ်ပါတယ်နင်းနာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအောင်တပြည်ရောက်ပါပြီကျွန်တော်အခုအောင်တပြည်အတက်ကိုတက်နေတာဖြစ်ပါတယ်အောင်တပြည်အတက်ကလည်းတော်တော်မြင့်ပါတယ်တော်တော်နင်းရပါတယ်fighting
ကျွန်တော်ရှေ့ဆိုရင်ရေးတာရောက်တော့မှာပါဒီတက်ကတော်တော်ရှိတယ်ဟောအတော့ကိုတော့ပြောပေးရပါ ကိုတော့မောပြီးပါပြောနိုင်ပါ ပိနေသီးပင်မှာ ဆရာတို့သူပေးလို့ အေးတာကောက်ကွင်းရောက်ပါပြီအေးတာကောက်ကွင်းဖြစ်ပါတယ်ဒီလမ်းလေးကတော့အေးတာရစမှုစုံဝင်တဲ့လမ်းလေးဖြစ်ပါတယ်ကျွန်တော်တို့ကအခုမိန်လန်တိုင်းဆက်သွားမှာဖြစ်ပါတယ်ဒီလမ်းစုံလေးမှာရှမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့မှာကျိုးဆိုပါ၏ဆိုတဲ့ဆိုင်းဘုတ်လေးတွေ့မှာဖြစ်ပါတယ်ဆိုင်ကယ်ဖွဲ့တွေလည်းစပွင့်နေဆိုတော့စီးကြတယ်အများကြီးပဲကျွန်တော်တို့ဒီလမ်းထဲကနေခွေပြီးတော့မှဝင်ပါပြီဒီလမ်းလေးကနေကျွန်တော်တို့တောင်ကြီးကနေဆင်းတော့ဆင်းတဲ့လမ်းပဲအဲတုန်းကတစ်ခေါက်ဆင်းဘူးတယ်ဒီလမ်းလေးကိုအခုကျွန်တော်တို့ဘယ်လမ်းလေးစခွဲရမလဲတော့မသိဘူးပေါ့နော်တောင်အောင်ကနေလမ်းမြင်နေရတဲ့တောင်ကြီးမြို့ဖြစ်ပါတယ်ကျွန်တော်လည်းဒီကနေစပြီးတော့တက်ရပါပြီတက်လိုက်ပါဦးမယ်လိုက်ခဲ့ပါဦးပေါင်းမူလားပွဲသွားမယ်တောင်ကြီးတက်မယ်ဆိုရင်အခုရှိမှတွေ့နေရတဲ့တောင်ကြီးကိုတက်ရတာဖြစ်ပါတယ်ဒီဘက်ကတက်ရင်တော်တော်မြင့်ပါတယ်ဟွာတောင်ချီကနေကြီးမှာပဲတောင်တော်တော်မြင့်မှန်းသိတာလာနောက်ကဖွဲ့ကိုခဏစောင်းမယ်ပြိုက်ခဲပြီးအရက်ရှိနေမှာခဏနားမယ်မင်းသားတော့ပြောပါတယ်ရှေ့မှာတက်တက်ပဲကြံတယ်တဲ့ဒီချက်မြင့်တဲ့တက်တက်ကြံတယ် fighting ရောက်တော့မယ်ကျွန်တော်လည်းဒီလမ်းဆင်းဖူးတယ်မတက်ဘူးသေးဘူးအဲ့တော့အတက်ကဘယ်လောက်မြင့်လဲဆိုတော့မသိလိုက်ဘူးအရင်ဆင်းလာတော့အသားရလေးဆင်းလာတာခြေအားအေးလားအေးတော့ချင်း ready အလုံးစိတ်ဝယ်လိုက်ခြေပဲနော် ရေးရှိလားငါကူးယူပါလေ အေးပေါင်းပါလေညီမနောက်နှစ်ဘူးလောက်ရေတက်အေးနောက်ဟုတ်တယ်နောက်အေးထဲယူမှာ အဲ့တည်းဝင်မှာပါရအဲ့တော့ဟိုတော့5ဘူးနော်3ဘူးတစ်ခု2ဘူး5ဘူးဘယ်လောက်လဲ 9000ပဲရှင်း အဲ့ဆို
qua đấy ta sát thao chỉ là gì ta sát thao qua tí rồi မထဲတော့သူခါလေးယူမှာညာ။တော့ဒါပတိရောမရေတက်ဝယ်ခင်းထဲမှာစားဖို့အတွက်လိုရမယ်ရမုံလေးတွေအေးလေးတွေဝယ်ပြီးတော့မှကျွန်တော်ဝယ်ခင်းထဲကိုသွားပါပြီလိုက်ခဲ့ပါဦးအစောကပြောပြဖို့တစ်ခုကြံခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အစောကကျွန်တော်ဖြတ်လာတဲ့နားမှာ gate တစ်ခုရှိတယ်လေအဲ့ဒီ gate ကနေညာဘက်ချိုးတက်သွားရင်တောင်ကြီးတက်တဲ့လမ်းကျွန်တော်ကညာဘက်မချိုးဘဲနဲ့ဒီဘက်ကိုလာခဲ့လိုက်တာကဒါပေါ်မှုကိုသွားတဲ့လမ်းဖြစ်ပါတယ်အဲ့လေရိုက်ကြဖို့ကျွန်တော်မေ့သွားလို့ပါအခုတော့ကျွန်တော်ပေါ်မှုဘက်ကိုပွဲရှိတဲ့ဘက်ကိုသွားနေတာဖြစ်ပါတယ်အားလုံးကျွန်တော်ခေါ်ပြပါမယ်နော်ပွဲဆိုတာနဲ့မှာအတန်လေးတွေကြားလာတာပြီဒါတော့ရှမ်းပြည်နယ်ရဲ့အကြီးလုံးလေးပေါ့ဒီဘက်မှာရထားမတွေ့ရတာတော်တော်ကြာပြီဒီမှာမှရထားလာတွေ့ရတယ်ရထားနောက်ဆုတ်နေတယ်ဘာလို့နေရလဲရုပ်ရှင်ရိုက်နေရလားဟုတ်ပါဘူးကျွန်တော်ထိတ်ပါဘူးဒီလေရှိမှအများရောလူတွေကအဲဒါဘူတာကြီးလားဟမ်ဘူတာလားဩအေးဟုတ်တယ်နော်ဘူတာအဆောက်အဦမပါဘူးပေါ်မှုဘူတာအဲလေဒါပေါ်မှုအော်သူစားတော့ဆိုင်တော့ရှိရအောင်ဒါပေါ်မှုဘူတာယုံဖြစ်ပါတယ်ဒီပါရုပ်ရှင်ရိုက်နေလားလူတွေအုံရဆိုတော့ပုံမှန်ချိန်အသွားလာများမများတော့မသိဘူးအခုပွဲချိန်မလို့လာတော့မသိဘူးကားတွေဆိုင်ကယ်တွေအားများတယ်ပွဲသွားတဲ့ကြာပွဲသွားကြတာဒါပွဲသွားတဲ့ကားတွေပဲဒါပွဲဝင်တဲ့ဝင်သွားဖြစ်ပါတယ်ဒီဘောကတော့ဖုန်ကြီးကျောင်းဖြစ်ပါတယ်ဒီပေါ်မှာကားပါကင်ဟိုးရှိမှာပွဲကဝင်ပေါက်ကဒါကကြတော့ဖုန်ကျောင်းဝင်ပေါက်ဖြစ်ပါတယ်စပိန်မောင်းဝင်ပါလေအားဒီရောမနေရောအားဟုတ်ပဲဆွေးရရတယ်ဟုတ်ဟုတ်ဟုတ်ဒီရောဝဲတဲ့ဒီရောမရရောအောက်မှာသနာမယ်ဟောတာသူ့ဘိုင်းသူကတော့ကဲပွဲခင်းထဲဝင်ပါမယ်အားလုံးကျွန်တော်ပွဲခင်းထဲကိုခေါ်လဲမယ်ရိုးလဲမယ်အားလုံးလိုက်ခဲ့ပါဦးကျော်လိုက်ကျော်လိုက်ဟမ်အေးလေတနောက်ဆုံးရတဲ့
ပွဲနောက်ဆုံးရလို့ပြောတာပဲကားနောက်ထုတ်လာနော်ဘေးကတ်ထားတမျိုးငါတို့တော့လောက်တယ်ရှေ့မဖင်တော့တိုက်ထုတ်အောင်တော့ပြောထားပြီးသားကျွန်တော်တို့ပွဲခင်းနဲ့ရောက်လာပါပြီပွဲခင်းကလက်ကွက်ထဲမှာလှုပ်ထားတာလက်ကွက်ထဲမှာဟိုမှာဆိုင်တန်းတွေကလက်ကွက်ထဲမှာဆိုင်စီးခင်းပြီးမှရောင်းနေကြတာဒါမီးလုံးလေးရောင်းနေရပါသွားလေရတယ်ဒီဘက်ကျဲရပဲဒီဘက်ကျဲတဲ့ဘက်သွားလေဟောပွဲခင်းကတော့အကျယ်ကြီးပဲဗျာဒါမှပွဲနောက်ဆုံးနေ့ဖြစ်သွားတော့လူကျဲသွားပြီအရင်ရက်တွေဆိုရင်တဲ့အမှလူတိုးရတာပေါ့နော်ပွဲကတအားစီတယ်တဲ့လူတိုးပြီးမှသွားရတာပါမန်းနေပေါ်မှုကို60ကီလိုမီတာရှိပါတယ်ဖြာပေးတာဟုတ်တယ်လေတန်းနေဆို
လွတ်မဲ့မီလုံးတွေကိုတန်းစီပြီးတော့မှအစင်လိုက်စီထားတာဖြစ်ပါတယ်အခုမီလုံးလွတ်မဲ့မီလုံးတွေကိုအနီးကပ်ရိုက်ကြမှာဖြစ်ပါတယ် ลูกบาก้าเขาจะดุ่มกระโดดเด้ขณะบ้าเด้เกิดจากเล็กลูกวางก้าวร้อนเว้ยมาเด้ว่าจูบุยครับบุยขณะบ้าเขาเล็กมาลุยเนี่ยไม่ทางไม่ไม่เด้บุยที่เอาบ้าดอกโก้บุยที่เอาแบ่งแล้วเราชาแล้วเด้บ้าบุยที่ดูอันนี้นี่ตัวกันเลยว่ะกันเลยตุ้งเอาว่ะ အေးပါအေးပါ စစ်တဲ့ဝါတူးမယ်နော်စစ်တဲ့ဝါတူးမယ်အဲ့ဒါစစ်တယ်တူးမယ် အေးပါအေးပါရန်ခွဲထားရန်ပြူဆောင်ခွဲထားပါ တဘော single လိုပဲ1 2 3 4မျိုးလေးအေးသွားတာ ညညသွားချင်းကြီးရချင်းလဲ ဒါပဲတော့အဲ့ဒီစနေတဲလောက်ဟာလားစက်ဝင်စားဖို့တာအကောင်းလား ဒါတန်နဲ့လို့ထားတာတဲ့ဒါကြတော့ဝါနဲ့လို့ထားတာ ဒါဒီအပြင်ခွန်ဝါနဲ့ ဒါဒီထဲမှာရမ်းမယ်ရမ်းနေဟိုးအောက်ထီကရမ်းမယ် အပေါ်နဲ့အထူးတီတော့ခေါင်းအပေါ်ဖွာတာ ဟုတ်တာ မစ်ဘောကကျင်းတယ်အဝေးပြေးတယ် အဲ့ဆိုရင်ဒါဒီရိုးရတာရိုးရခိုင်းရိုးရလား မြန်မာရိုးရပဲဒါမြန်မာရိုးရပဲ မြန်မာရိုးရခိုင်းရလိုက်လို့တာဗော စင်ဘွားကူရတာ စင်ပွားကူရတော့ဗောနော် ဘာလို့ဟိုအစင်ဆက်ရွှေပြောင်းအလုပ်သမားတွေကြောင့်ကူရ မီလုံးတစ်လုံးရှို့ထားပါပြီ
ပါတယ်ဗျာကွဲသွားပါတယ်ဒါကတော့အောင်မန်းအကုသိုလ်မောင်ဖွဲရဲ့မီလုံးဖြစ်ပါတယ်ကျွန်တော်မီးစင်နာတိကိုကျွန်တော်တို့တွားကြပါမယ်ဟေးဟေးဟေးအခုလွတ်တင်မဲ့မီးစင်ဖြစ်ပါတယ်မီးစင်ပါပေါ့ကြော်လိုက်ကြပါလေပေါ့ကြော်လိုက်ကြပါလေဟုတ်ပါအခုလွတ်တင်မဲ့မီးလုံးဖြစ်ပါတယ်ပေါ့ကြော်မရပေါ့ကြော်မရနဲ့ရပါလေရမို့သုံးတင်မယ်ရတော့ကတ်လိုက်ဘောလုံးတက်လိုက်အတက်ပါဘီလရန်လေးဆွတ်တက်ဒီđồ này ta cho đồ này có cho đồ này rồi có cho đồ này ra có cho đồ này ra có cho đồ này có cho đồ này đây Milong lốt tiền vô đây của chủ tiền tiền này bảo vìအောင်မန်းကုသိုလ်မုံမီလို့ဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်အဲ့ဒီမီးလုံးကသူကအောက်မှာအပေါက်လေးခြံထားပြီးသားရန်ကူဖို့အတွက်အောက်မှာစနက်တန်ထည့်ဖို့အတွက်အပေါက်ကြံပါတယ်ပြီးတော့မှဆင်ပြီးဆိုတဲ့အချိန်မှာစနက်တန်ကိုအထက်ကိုထိုးထည့်ပြီးတော့မှမီးတို့မှာဖြစ်ပါတယ်ရာသီဥတုကတော့တာယာနေပါတယ်ဒါစနက်တန်ဖြစ်ပါတယ်စနက်တန်လေးထိုးထည့်လိုက်ပြီးအထက်ကိုအောင်မမြဲကုသိုလ်မွန်မီလုံးအောင်မြင်စွာလှပစွာနဲ့ကောင်းကင်ကိုပြန်တက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်မကြခင်မီးတိုးတော့မှာဖြစ်ပါတယ်မီးလုံးကိုတော့မီးကြီးလိုက်ပြီးရဖြစ်ပါတယ်မီးကြီးပြီးတော့မှပြန်ဆင်းလာပါပြီဖြည်းဖြည်းနဲ့မီးလုံးနာကိုရောက်လာပြီဖြစ်ပါတယ်အောင်ရစွာနဲ့လွတ်တင်နိုင်ပါပြီခင်ဗျာ
ကျွန်တော်မီးလုံးကြည့်ပြီးပြီဆိုတော့အခုထမင်းစားဖို့ကားနားကိုသွားပါမယ်ထမင်းစားပြီးတော့မှကျွန်တော်အောင်မောင်းပြန်มาဖြစ်ပါတယ်အားလုံးလိုက်ခဲ့ပါအောင်ခင်ဗျာအမိုးပြင်ဆင်လို့ပြီးပါပြီရာပြူဒီမှာသမင်းစားဖို့အတွက်အမိုးမိုးနေတာကြည့်လိုက်ပါအောင်အမိုးကရှင်းနေမကောင်းတော်တယ်ထင်းခွေလာတာအလဲမှာထောင်လိုက်ရငါထောင်နေထောင်နေအလဲရကြီးပါဖြစ်ပါလဲကြလို့ကောထောင်လိုက်ရှိတော့လေအားလိုက်အောက်ချအားလိုက်ဘယ်လိုတော့ငွေဦးလို့အမတောင်းမယ်လို့အမတောင်းမယ်အဲ့ဒါကောင်းတယ်အေးဟုတ်တယ်အိမ်ပြန်တယ်ပြန်သွားလိုက်他们什么就拍了戏ညလာထိုင်တော့လားကျွန်တော်အောင်မန်းဆက်ကလစ်ဂရီရဲ့နေ့လည်စာမှာတကားတော့တကားပဲရောက်တယ်တကားတကားမှာခွန်မင်းသားဖြစ်ပါတယ်ညညကျွေးနိုင်ပါစေတို့ဒီလာတော့မင်းမချွတ်ချွတ်你都要被人打我ဟာမိမချွတ်ချွတ်ရပါစေ တယောက်ထဲလားမုံနေပြန်တော့မရသေး3-5ရောက်လောက်ပေါ့နော်ကျွန်တော်စားပြီးတောက်ပြီးတော့အခုအောင်မပြန်ပါပြီကျွန်တော်တို့အခုပွဲခင်းကနေပြန်ထွက်လာပါပြီအခုကျွန်တော်အောင်မန်းကိုပြန်มาပဲဖြစ်ပါတယ်ပေါ်မှုပူတာရုံဖြစ်ပါတယ်ပြင်လေရေမျက်နှာပြန်မြင့်က3500ထပ်မှရှိပါတယ်ပေါ်မှု3500ပြီးတော့သမိုင်းလေးလို့ပါအောင်ပူတယ်ပူတယ်တော့4000အောင်ဆိုပူပါလေပူရင်ချိုးပါကွာကျွန်တော်တို့ရဲ့ဒီနေ့အောင်မန်းပေါ်မူခီးစဉ်လေးကတော့ဒီမှာပဲအဆုံးသတ်ပါပြီခင်ဗျာအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ချင်ပါတယ်ဘိုင်ဘိုင်